မင်္ဂလာပါခင်ဗျာအခုမြင်တွေ့နေရတာကမယိုးပင်လို့ခေါ်ပါတယ်အညာဒေသမှာအများဆုံးပေါက်ရောက်တဲ့အပင်ဖြစ်ပါတယ်အလေးကျသူ့ဘာသာသူပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်ခင်ဗျာဒီမျိုးစိတ်လေးကသူ့အတူကွဲပြီးတာနဲ့လေးပေါ်ကိုပြန်တက်ပြီးတော့ကျပါတယ်ကျပြီးမိုးကျတဲ့အခါမှာမြေရဲ့အဆူဓာတ်နဲ့ပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့အသုံးဝင်ပုံကတော့နွားနို့ခဲတဲ့နေရာမှာလဲသုံးပါတယ်ပရိသန်တွေနွားတွေအတွက်ဆေးဘက်ဝင်တဲ့အပင်တစ်ပင်လည်းဖြစ်ပါတယ်ခင်ဗျာအခုစတိထားမှာတော့ဒီအစည်းတွေမျက်စိတွေမဝင်ဖို့အရေးကြီးပါတယ်မျက်စိကိုဒုက္ခပေးတတ်ပါတယ်ခင်ဗျာဒီအပင်ကိုတော့နေရာဒေသအမျိုးမျိုးအလိုက်ကိုဒေသနဲ့ကိုနာမည်ပေးပြီးခေါ်ကြပါတယ်ကျွဲရိုးပင်လို့ခေါ်ပါတယ်ကျွဲမရိုးပင်လို့လည်းခေါ်ပါတယ်မူရိုးပင်လို့လည်းခေါ်ပါတယ်ဖြူကြီးပင်လို့လည်းခေါ်ပါတယ်ခင်ဗျာလူတွေအတွက်တော့သုံးတတ်ရင်ဆေးပါပဲခင်ဗျာပက်စုံအသုံးဝင်ပါတယ်ခင်ဗျာဒါလေးနဲ့ပတ်သက်ပြီးတော့ဘဟုတုတရစေရန်အလို့ငါတင်ပြပေးခြင်းဖြစ်ပါတယ်လက်တွေ့ဘာတွေကိုအသုံးပြုနိုင်တယ်လဲဘာတွေမှာအသုံးဝင်တယ်လဲဆိုတာလေးဖြည့်ပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်